plastic ညံ့မှုဆိုတာနဲ့လူတွေဘာကိုအရင်ဆုံးတွေ့မိလဲတမှုရအထက်မှာမျောနေကြ plastic အိတ်တွေပေါ်လင်းခွန်တွေကိုပဲမြင်ယုံကြမှာပေါ့ဒါပေမဲ့ဒီနေ့ပြောပြချင်တာကတော့မျက်စိနဲ့သိမမြင်ရပေမဲ့ပိုအီးမားတဲ့ချင်းချောက်မှုတစ်ခု microplastic တွေအကြောင်းပါပဲဟုတ်ပါပဲ plastic ညံ့မှုဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့တမှုတရားလက်က plastic ကျွမ်းကြီးတွေကိုပဲအားလုံးကပြဲမြင်မိကြတာလေဒါပေမဲ့တကယ်တမ်းအန်ဒီရဲ့အကြီးကြီးကအဲ့ဒီနေရာမှာမဟုတ်ပဲတခြားတနေရာမှာဖြစ်နေတဲ့ဆိုရင်ရောအန်အောင်စရာကောင်းတာကပါလဲဆိုတော့တမှုတရားတွေထက်တောင်ကျွန်တော်တို့ရဲ့မြေကြီးထဲမှာ plastic တွေပိုပြီးများနေနိုင်တယ်ဆိုတာပါပဲကဲဒီနေ့တော့ကျွန်တော်တို့ခြေဖော်အောင်အောက်ကကဘာကြီးကိုတူတူဆင်းပြီးလေ့လာကြည့်ကြရအောင်ကောင်းပြီပါပထမဆုံးအပိုင်းအနေနဲ့မျက်စိရောက်ကပြောင်းနေတဲ့ဒီ plastic ကဘာကြောင့်စပြောကြအောင်တကယ်တော့မြေစီလွာထက်က plastic ညဉ့်ညံ့မှုအကြောင်းလေ့လာတာတွေကတိတ်မကြသေးခင်ကမှအရှင်ရောက်လာတာဆိုတော့လေကျွန်တော်တို့သိထားတာထက်မသိသေးတာတွေကအများကြီးပိုများနေပါသေးတယ်စဉ်းစားကြည့်လေဒီအကြောင်းကိုတစ်ပြန်နေကြတိတိချာချာလေ့လာတာ2000စနစ်လောက်ကမှစတာဆိုတော့အရန်ကိုအသစ်ဖြစ်နေသေးတဲ့နယ်ပယ်တစ်ခုပေါ့အဲ့တော့ကျွန်တော်တို့ရဲ့အသိပညာကအကန့်အသတ်နဲ့ရှိနေတုံးပဲဒါပေမဲ့အဲ့ဒီအကန့်အသတ်နဲ့ရှာတွေ့ထားသမျှကားကိုတော်တော်လေးစိတ်ပူစရာကောင်းနေပါပြီကဲဒုတိယအပိုင်းမှာတော့ဒီမမြင်နိုင်တဲ့ဂျိုးကြော်သူတွေအကြောင်းကိုနည်းနည်းလေးအသေးစိတ်ကြည့်ကြမယ်သူတို့ကတကယ်တော့ဘာတွေလဲဘယ်လိုပုံစံတွေရှိလဲပြီးတော့အရေးကြီးဆုံးကမြေကြီးရဲ့ဖွဲ့စည်းပုံကိုဘယ်လိုတွေတောင်ပြောင်းလဲပြနေတယ်လဲဆိုတာကိုကြည့်လိုက်ကြရအောင်ပထမဆုံးအမြင်နဲ့ microplastic ဆိုတာဘာလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိထားဘူးလို့တဲ့အယုတ်ရှင်းဆုံးပြရင်9 mm ဆိုတာကစံစိတ်တစ်ရှိလောက်အဲ့ထက်သေးတဲ့ plastic အမွှားမွားမှန်တမြောက်အကိုခေါ်တာပါတချို့ကတော့မျက်စိနဲ့မြင်နိုင်သေးပေမဲ့အများစုကတော့မမြင်နိုင်လောက်အောင်ကိုတင်းငယ်ပါတယ်ဒီမှာပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာက microplastic တောင်အများကြီးပိုသေးတဲ့ nanoplastic တွေပါသူတို့ကဘလောက်တောင်သေးလဲဆိုရင် virus ပိုးတစ်ကောင်ရွယ်လောက်မှရှိတယ်ဒါကြောင့်တက်ရှိရဲ့ cell နိုင်ရန်တွေကိုတော့အလွယ်တကူဖျက်သွားနိုင်တယ်ဆိုတော့သူတို့ကိုရှာဖွေဖို့လေ့လာဖို့ဆိုတာကတော်တော်လေးကိုခက်ခဲရဲ့ကိစ္စဖြစ်သွားရောโอเคဒီ plastic တွေကမြေကြီးကိုဘယ်လိုဒုက္ခပေးလဲဆိုတာနားလည်ဖို့ကျမ်းမာတဲ့မြေကြီးဆိုတာဘယ်လိုမျိုးလဲဆိုတာကိုအရင်သိထားဖို့လိုတယ်မြေကြီးဆိုတာတဲ့ပွင့်တီကြီးပဲစုထားတာမဟုတ်ဘူးဗျာသူကမြေစီခဲလို့ခေါ်တဲ့အဆိုင်အခဲလေးတွေနဲ့ဖွဲ့စည်းထားတာဒီအဆိုင်အခဲလေးတွေကရေတို့လေတို့အာဟာရတွေကိုတိုးလောင်ပေးတဲ့တဘာဝရေမြုပ်လေးတွေလိုပဲအဲ့လိုလေးမြင်အောင်ကြည့်လိုက်ပါဒါပေမဲ့ပြဿနာကဘာလဲဆိုတော့အဲ့ဒီ microplastic တွေမြေကြီးထဲရောက်လာတဲ့အခါမှာခုနပြောရဲ့မြေစီခဲလေးတွေရဲ့တည်ငြိမ်မှုကိုအားနည်းတော့စေတော့တာပဲအဲ့ဒီခါဘာဆက်ဖြစ်လဲမြေစီလွာကရေကိုကောင်းကောင်းမထိန်နိုင်တော့ဘူးမြေစီလွာတိုက်စားတာတွေပိုပြီးလွယ်လွယ်ကူကူဖြစ်လာရောကဲအခုဆိုတတိယပိုင်းကိုရောက်လာပါပြီမြေကြီးရဲ့ဖွဲ့စည်းပုံပျက်စီးသွားတာကတစ်ပိုင်းအဲ့ဒီမြေကြီးကိုမိခိုနေရတဲ့တက်ရှိလေးတွေကဘဝတွေချင်းချောက်ခါနေရတာကနောက်တစ်ပိုင်းမှာမြေရောက်ကဘာကတက်ရှိလေးတွေဘာတွေဖြစ်နေလဲဆိုတာကိုတစ်ချက်ကြည့်လိုက်ကြရအောင်ဘယ်သူတွေအထူးကအန်ဒရနဲ့ရင်ဆိုင်နေရလဲဆိုတော့မြေစီလွာရဲ့ဂေဟစနစ်အတွက်မရှိမဖြစ်အရေးပါတဲ့တီကောင်ကြီးပြီးတော့ springtail လို့ insect ငယ်လေးနဲ့မျက်စိနဲ့မမြင်နိုင်တဲ့အနုစီဝါတက်ရှိတွေပါပဲသူတဲ့တနာတွေရဆိုရင်တော့ရှင်းရှင်းလေးပဲဒီတက်ရှိတွေက plastic တွေကိုအစာထင်ထိစားမိတဲ့အခါသူတို့ရဲ့ဥလိုင်းကြောင်းမှာရောင်ရမ်းမှုတွေဖြစ်တယ်အဲ့ဒီတန်ရာတွေကြောင့်သူတို့ရဲ့ကြီးထွားမှုကိုရောမြို့ပွားနိုင်စွမ်းကိုပါထိခိုက်စေတယ်လို့ဆိုပါတယ်အခုပြောမှာကတော့တိုးပြီးတော့တောင်ရှုပ်ထွေးတဲ့ချင်းချောက်မှုတစ်ခုအကြောင်းပါအဲ့ဒါကဘာလဲဆိုတော့ plastic အမုံလေးတွေရဲ့မျက်နှာပြင်ပေါ်မှာရှင်သန်ပေါက်ဖွာလာတဲ့ထူးခြားတဲ့အနုဇီဝဂေဟ system တစ်ခုအကြောင်းဖြစ်ပါတယ်သိပ္ပံပညာရှင်တွေကဒီအတိုက်အဝန်းအထည်ကို plastic sphere ဆိုပြီးနာမည်ပေးထားတာပါဒါက plastic မျက်နှာပြင်ဒီပေါ်မှာတည်တံ့ရှင်သန်ပေါက်ဖွာလာတဲ့အနုဇီဝအစုအဖွဲ့တစ်ခုပေါ့အဲ့ဒီတော့ဒီ plastic sphere ကဘာလို့ဒီလောက်တောင်ဆိုးရင်စရာကောင်းနေရလဲအချက်တင်နဲ့ပြောရင်ပထမအချက်သူကရောဂါဖြစ်စေတဲ့ဘက်တီးရီးယားတွေအတွက်အညာတစ်ကြီးလို့ဖြစ်နေလို့ပါဒုတိယအချက်ဒါကပိုပြီးတော့တောင်စိတ်ပူဖို့ကောင်းတယ်အဲ့ဒါကတော့ပฏิစီဝါဆေးတွေအလွယ်ပြောရင်ဆေးရင်ပါဆေးတွေမျိုးပိစားတွေကိုဘက်တီးရီးယားအချင်းချင်းအလွယ်တကူလက်ဆင့်ကမ်းနေတဲ့နေရာတစ်ခုဖြစ်လာနိုင်တာပါပဲနောက်ဆုံးတစ်ချက်ကတော့ဒီအနုစီမအစုအဖွဲ့ဟာယာတိဥတုပြောင်းလဲမှုကိုပိုဆိုးစေတဲ့ဖန်လုံးအိမ်တန်းငွေတွေကိုပါထုတ်လွှတ်နိုင်တယ်လို့သူဒေသနာတွေကဆိုပါတယ်ဟုတ်ပြီနောက်ဆုံးအပိုင်းနဲ့အနာဂတ်မှာဘာတွေဆက်ဖြစ်နိုင်မလဲဆိုတာကိုတစ်ချက်လောက်ကြည့်လိုက်ကြရအောင်ဒီပြဿနာကဘေးအထိဆက်ပြီးသွားနိုင်တယ်လေပြီးတော့တင်မတ်ပညာရှင်တွေကတော့ဘယ်လိုမျိုးခွင့်တွေကိုဖေရှာဖို့စူးစမ်းနေကြတယ်လဲဆိုတာကိုလေ့လာကြည့်ကြမယ်ဒီမိကုန်းကတော့ကျွန်တော်တို့အားလုံးနဲ့ထိုက်ရိုက်သက်ဆိုင်နေပါပြီမြင်းစည်းလွှာထဲကအရန်ကိုသေးငယ်တဲ့နာနိုပလတ်စတစ်တွေဟာကျွန်တော်တို့စနေတဲ့အစားအစာတွေပန်းကန်နေတဲ့အထိရောက်လာနိုင်ခြင်းရှိပါသလားအဖြေကတော့ဖြစ်နိုင်စေအများကြီးရှိတယ်ဆိုတာပါပဲဘာလို့လဲဆိုတော့ nanoplastic တွေဟာအပင်ရဲ့အမြစ်တွေလာနေရေနဲ့အာဟာရဓာတ်တွေနဲ့အတူအလွယ်တကူစုယူနိုင်လောက်အောင်ကိုသိငယ်နေလို့ပါဒါလူသားလေးရဲ့အစာကွင်းဆက်သေးကိုတိုက်ရိုက်ဝင်ရောက်လာနိုင်တဲ့လမ်းကြောင်းတစ်ခုဖြစ်နေလာပေါ့ဒီဇာတ်ကိုကြည့်လိုက်ရင်အခြေအနေကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ဒီပြဿနာပေါ့ကျွန်တော်တို့ရဲ့နားလည်နိုင်စွမ်းကအခုထိနှိမ့်ကြနေတယ်ပေမဲ့ပေါ်ကျင်ထဲမှာစုပုံလာနေတဲ့ pest plastic ပမာဏကတော့အဆက်မတန်ကိုတက်နေတာကိုတွေ့ရပါလိမ့်မယ်အသိပညာနဲ့ပြဿနာကြားကကွာချက်ကြီးကတော်တော်လေးကိုကြီးမားနေပါတယ်အဲ့ဒီတော့အန်တီကအမေကွန်းကတော့ဒါပါပဲဒီလိုတိုးကွာလာနေတဲ့ညဉ့်ညမ်းမှုကိုကျွန်တော်တို့အားလုံးဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဘာတွေလုပ်ဆောင်နိုင်မလဲဒီတင်ဆက်မှုကိုစိတ်ဝင်စားပြမေကွန်းတစ်ခုနဲ့ပဲအဆုံးသတ်ပါစေပလတ်စတစ်ကမြေစီလွာကိုပျက်စီးစေတယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့မြေစီလွာကိုလိုင်းကတော့မြေကြီးထဲမှာရှိတဲ့သက်ရှိတွေဥမာမိုးလိုမျိုးတွေကဒီ plastic တွေကိုပြန်ပြီးဖြည့်ရှင်းပေးနိုင်တဲ့သဘာဝဖြည့်ရှင်းနည်းတစ်ခုဖြစ်လာနိုင်မလားဒါကတော့ကျွန်တော်တို့အားလုံးအတွက်ဆက်ပြီးတွေးတောစရာသူတေသနာလုံးစရာခေါင်းစဉ်တစ်ခုဖြစ်ချန်ထားဖေပါစေ